ဆရာတော်ဘုရားကြီးထံမှာတရဂုံနှင့်တီလာတော်မြတ်ကိုခံယူစောင့်တည်ကြမှာဖြစ်ပါတယ်တို့ဖြစ်ပါ၍တရားနာပြည့်သက်ပေါင်းသူတော်ကောင်းတို့ခင်ဗျာတီလာကိုတမာတိကိုပညာကုန်တို့နှင့်ပြည့်စုံတော်မူသောကျေးဇူးရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးထံမှာတရဏဂုံ3ပါးနှင့်တကွအင်္ဂါ5ပါးနှင့်ပြည့်စုံသောတီလာတော်မြတ်ကိုခံယူစောင့်တည်ကြရန်အတွက်ဩဃာသကရောကျိုးဖြင့်ညီညာဖြဖြကရောကြပါစို့ခင်ဗျာသက်ရှိချမ်းသာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့နဲ့ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြော်မှနေရောကရောချသောတကိစ္စခါရဝပနာမကုသိုလ်စေရနာဖြာဖြာတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကြမ်းမာခြင်းခွန်အားလာပြေဝခြင်းဉာဏ်ပညာကြီးခြင်းအစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့အချင်းတရားကိုကျင့်ကြံခြင်းကိုပွားများအထောက်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လျင်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအမ္ပန္တိတိတရဏိနတဟပိသတိလံဓမ္မယသာမိအနုကံကတဝါတိလံတိထမေဗန္တိဒုတိယံပိအမ္ပန္တိတိတရဏိနတဟပိသတိလံဓမ္မယသာမိအနုကံကတဝါတိလံတိထမေဗန္တိတတိယံပိအမ္ပန္တိတိတရဏိနတဟပိသတိလံဓမ္မယသာမိအနုကံကတဝါတိလံတိထမေဗန္တိယမဝဒ္ဓမိတံဝတ္တိထနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိ
တရဏကမနံပရိပုံဏံအာနာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအာဒိနာဒါနဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာဓိယာမိဘုဒ္ဓဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိသုရာမေရယမေသဗမာဒဒါနဝေရမဏိသိက္ခာပရံသမာဓိယာမိဣဒံမေတိနံနိဗ္ဗာနတပစ္စယောဟောတုတိတရဏိနာသဟပိသတိနံဓမ္မံသာရုကံကတဝါအပမဒိနတံပါဒိတာ